Okay, hello guys. Jadi pada dive down part 2 ada nih dua ya. Okay, soကျွန်တော်ပထမဦးဆုံး menu ကို show လိုက်ကြပတ်စံကျန်းပြီလေလောက်ဆိုရင်ဒီ okay. Wait ကျွန်တော်တို့ရောင်းနေတော့လိုက်နော်။သွားပြီးတော့ကျွန်တော်ဒီမှာဘာဝင်ကျွန်တော်ဘာရင်ဝင်ကောင်းနေငါရင်ဝင်ကောင်းနေဒီ weight တောင်းရင်ချက်ချိုးကြည့်လိုက်ဟုတ်ခွန်းဟုတ်ပြီဘာဝင်တော့ရင်ဆင်းလိုက်နော်နည်းမဆင်းလိုက်ဝင်ကြည့်ပေါ့okay ဆင်းနေများဆင်းနေနော်ဆင်းနေnice okay ရပြီနည်းဆင်းလိုက်နည်းလေးဆင်းလိုက်နော်ဟိုရမှာပုံရကဲရပြီဆိုတော့ဒီနားလေးမှာနေကြည့်မယ်ကဲရတော့လောက်အဲ့တော့ပြန်ရအောင်အဲ့လိုရအဲ့ဘာလို့ရတော့ဟာချော့ပေါ်တော့အမြန်တက်Oh my god မီးပါတော့ Oh my god Oh my god ရောင်းမီလာOkay nice one ကျွန်တော်ရတယ်ဆိုတော့ကျွန်တော်ဒီမှာထည့်ကြည့်လိုက်တော့ဘာကြီးရယ် Okay ဆိုတော့ကျွန်တော်ဒီမှာ A လေးလုပ်လိုက်မယ်တွိုက်ရောင်းမယ်ဗျာတွိုက်ရောင်းမယ်သွားပြီးရောင်းမယ်ဆိုတော့ I want to sell ရပြီအဲ့ဒီတော့အောက်ဆီဂျင်ဘူးရလားเนาะအောက်ဆီဂျင်ဘူးက2 million ကျော်တယ်ဟာဒေါ်လာပြီးထင်တယ်တော့တော်များလာတယ်เนาะ900တခုရှိเนาะ900တခုဝယ်လိုက်မလားဒီတောင်းလာပြီလား1 2 3တိုင်းကိုဆင်းဟာလိုင်းကြဒီကွာဟာကြီးရတယ်အဲ့မှာကောင်းနေရနည်းနည်းဆင်းအောင်ကွာဘာငါအောင်ရှိတော့လားအဲ့လိုင်းကကြာနေတာလို့ပေါ်ပြန်တက်တော့ကွာပြန်တက်တော့တွေ့ရကိုလုံးမှာပါကောင်းတယ်ပေါ်တက်တာတိုက်ရပေါ်တယ်Okay ကျွန်တော်နေရာတော့သွားလိုက်မယ်Okay ကနေရာမရှိဘူးOkay အဲ့လက်ဆက်ကူပြောရစကားမရှိတော့ပါဘူးဗျာနော်29မိနစ်အဲ့တော့ညားရလို့လား Okay ရောင်းမယ် Okay ဆိုမရဒီပြန်ဆင်းမရအောင်တိုက်တော့ကိုဆင်းလာတိုက်တော့ပူလာပြီးဆင်းလာဘာလဲကွာရုပ်ပေါက်ရအောင်ဖြစ်ပြန်ကွာအဲ့လိုOkay ရတော့မှတော့ဒီမှာ Okay ရောဘာဖြစ်လဲတက်ကွာပါဘော်ဒရာပဲကောင်းပါရဲ့နော်ပေါ်လေးပဲတက်ကြတာ Okay ရောဒီကောင်းအဲ့တက်ဟာရောအဲ့ရောတက်နေတယ်လို့အဲ့ရောရတယ်ဒီရတော့သွားမယ်ရတယ်ပြန်ရောင်းမရ
ရောင်းမယ်โอเคဆိုတော့အောက်ဆီဂျင်ဆိုတော့ဒီမှာဟိုရရှိတာရော1 minute okay ငါမသိဘူး okay ဒါတော့ကျွန်တော်အောက်ပြဆင်းလိုက်နော်ဒီကိုသွားမယ်သွားဟိုနည်းနည်းကြုံရမယ်ထင်တယ်အဲ့ညာရောက်ပြီလိုင်းညာကြတာဆရာကြီးအဲ့လောက်တော့ပါဘူးနော်ပစုံရပိုင်းနားတိသွားကြည့်မယ်အရင်အောင်တာသွားပြီပြန်နော်အပေါ်တက်လာငါတော့မရတယ်အော်ပစုံရတယ်ဒီတော့ဒီနားလေးမှာတွေ့ရကောင်ကြီးသွားလိုက်နော်ဒီ24ပြီဟုတ်ကဲ့မိုင်းတက်လာလွန်အောင်အဲ့ဒါကြီးကြာအပေါ်တက်ကောင်းတယ်ဒီမှာဒါသွားပါကွာโอเคရောဆိုတော့အောက်ဆီဂျင်ဘူးလေးဝယ်လို့ရပြီအောက်ဆီဂျင်ဘူးလေးဝယ်လို့ရပြီโอเคရပြီဟောမရသေးဘူးဟုတ်တယ်ကျွန်တော်ဟောလဲဝယ်တယ်ဝိတ်လေးပဲဝယ်လိုက်တော့ဝိတ်ကပိုဆိုးဝင်တယ်ခဏပြန်ကြည့်လိုက်တော့မသိအောင်တွေ့လိုက်600ပိုဆိုးနေလို့ပဲမဆိုးရတော့ဒါလေးဝယ်လို့ရတယ်ဝယ်တော့နော်ကစင်းရရော့ညောင်မြဲနာကွာအဲ့လောက်ကြီးကြတယ်လေလွန်တော့အမြန်စင်းဆရာရဲ့အမြန်စင်းအဲ့ဟိုအောက်နားရောက်ဇိုင်းကြတွေ့လားကျွန်တော်မပြောဘူးလားရအဲ့တော့ဘော်ရီမှာပြန်ကြလာနော် okay ယူတာ okay ယူတာဝါကုန်းတွေ့ရပေါ်တာလိုင်းကကြားတယ်ကွာဘာလဲမသိအေးရောတန်းအောင်ရောက်တာဆရာကြီးတောင်းပါတခါလေးရောင်းလိုက်တော့ဟုတ်ဒါလေးရောက်မရဘူးတော့ဘာနဲ့ကွာငယ်ရပတ်ဆိုင်ရောမေ့နေဆရာကြီးငါအိမ်မော်ငါအိမ်ဟုတ်ငါအိမ်မော်ရောမြင်အဲ့အောင်စောင်းမြင်နေရဒီစင်းinvisible ဖြစ်ပြီကွာအဲ့ဒါတော့ပေါ့ဒီစင်းကကျွန်တော်ပစုံနေပါပြီလားပစုံနေပါပြီလားဒီတော့နားဆိုင်ပစုံရေဘောတာပစုံရဘောတာအော်ဒီဆိုင်ကမရှော့ကုန်တော့တာရတဲ့တမင်တက်ဟာငါတို့ရှော့တော့မှာဘောလုံးကောင်းတက်အပိတက်ရောက်တက်ပါဟာကောင်းရโอเคငါရဲ့အခရီးရတော့လိုက်နော်ဒီမှာပတ်စံလာပြီပတ်စံလာလိုက်ရတာနော်ရောင်းနေပြန်သွားမယ်တော့ပါဆိုတော့ဒါလေးရောင်းမယ်โอเคဆိုတော့ကျွန်တော်ဒီကတော့ဒီ EP2 ကအဲ့လောက်ပဲနောက်ထပ်အပိုင်းမှာပြန်တင်ရဗျာဘိုင်